မနေ့ညကအာရှတိုခီးစဉ်ဖြစ်ကစားခဲ့တဲ့ရာသီကျိုးစေတန်းပွဲမှာပရီးမီးယားလိတိုက်ဒီကလပ်မန်ချက်စတာစီးတီးအသင်းနဲ့စပိန်ကလပ်အက်တလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့အကြိတ်နယ်ရှိတဲ့ပွဲကောင်းတစ်ပွဲကိုရင်ဆိုင်ကစားခဲ့ကြပါတယ်။ပွဲစကတည်းကမန်စီးတီးတို့ထုံးစံတိုင်းဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ပွဲကိုဖိအားပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လည်းပထမပိုင်းပွဲချိန်42မိနစ်မှာတော့အက်တလက်တီကိုအသင်းကဂျော်ဂျီဒိုမင်ကွာကျက်တွင်ကိုနဲ့အတူဦးဆောင်ကိုစောစောစီရယူသွားခဲ့လို့ပထမပိုင်းမှာမန်စီးတီးတို့တိုက်စစ်ဆင်ရေးရောက်ကန်ခဲ့ရပါတယ်။ဒုတိယပိုင်းမှာတော့မန်စီးတီးတို့ပွဲကိုလုံးဝအလှည့်ပြောင်းဖြစ်အောင်ကစားကွက်ပြောင်းလဲလာခဲ့ပါတယ်။ပွဲချိန်56မိနစ်မှာလူစားဝင်တိုက်စစ်မှုအိုမာမာမော့ချ်ကမန်စီးတီးအတွက်ဖိုးတန်ခြေပကိုအပိုင်ကန်တွင်ယူပေးခဲ့ပါတယ်။မန်စီးတီးရဲ့တိုက်စစ်အချိန်ကဒီမှာတည်းရမသွားဘဲနဲ့ခြေပကိုရပြီး2မိနစ်အကြာပွဲချိန်58မိနစ်မှာပဲအိုမာမာမော့ချ်ကပဲအက်တလက်တီကိုခန်းစစ်အမှားကနေတဆင့်မန်စီးတီးအသင်းအတွက်ဒုတိယဦးဆောင်ကိုထပ်မံကန်တွင်ယူခဲ့ပြီးတော့ပွဲကိုအသာစီးရအောင်ဆွဲခေါ်သွားခဲ့ပါတယ်။ပွဲပြီးကနေပွဲချိန်မိနစ်90မှာရောမန်စီးတီးတို့စိတ်ချရမယ့်တတိယအနိုင်ကိုထပ်မံရရှိခဲ့ပါတယ်။ဘယ်နောက်ခံလူရိုင်ယန်အန်နူရီကတိုက်စစ်ဆင်မှုကနေတဆင့်အပိုင်ပိတ်တွင်ယူခဲ့တာကြောင့်ပွဲပြီးမှာတော့မန်ချက်စတာစီးတီးအသင်းကအက်တလက်တီကိုမက်ဒရစ်အသင်းကို3-2ဆိုတဲ့ရလဒ်နဲ့ကိုပြတ်နိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။